Ang kailangan ko na. Kailangan ko rin siya dito. Kailangan mo. Process ko niya sa di ano yung wala ilaw. Ang puyo ba yung no? Kuya lang. Kuya lang yung ano sa mga. Di ba siya siya no? So dami pong nala. Normal cut. No? Normal cut so sa promotion to me kaya para ro tama le. Tu sa panya ne li pa bi do da 9 da mo tan mo no. 10 minute နဲ့တောင်းမှာနော် foundation ခိုင်အောင်တောင်းမှာခိုင်တိုင်းတောင်းမဲ့ပုံစံရှင်ကသူကပုံစံကဒီနော်ကျောက်စီဒီ side point နဲ့ဒီ front side point ကြားလို့နော်အဲ့နှစ်ခုကြားလို့တောင်းမှာပို့ပေါ်နဲ့ရိုင်းမတွေနဲ့အောက်နဲ့ရိုင်းမနေနဲ့သူကဘယ်လိုလဲဆိုလို့ရှိရင်သူကသူ့ရဲ့မျက်နှာကြောက်မူတည်ပြီးတော့ထိန်းမှာကဒီဆောင်အောင်ထိန်းမှာနော်ဒီဆောင်အောင်အဲ့ဒါဒီဆောင်အောင်တော့ဘယ်လောက်ချန်ပါလဲပေါ့နော်ဆောင်ရဒီဆောင်ပြီးတော့တောင်းအဲ့ဒါကိတ်ကိုဆောင်းသူတမ်းမီဒီနဲ့စာပြီးတော့ဘောဆက်ကရဖိချပြီးပါမယ်နော်ဒီဟာဒီမီဒီတန်နေအောင်အဲ့သူ့ကနေဒီပီလေးကြိုင်နေအောင်10 မိနစ်တော့ကြွယ်နော်နောက်တစ်ခုဘာလဲတောင်းမလဲ10မိနစ်နဲ့နော်10မိနစ်နဲ့တောင်းမလားစကူဖွင့်နေတော့မယ်ပြီးရင်အပိတ်နဲ့ပြန်သွားမယ်နော်အပေါင်းလို့တောင်းမယ်နော်10မိနစ်နဲ့ထိုးတဲ့ခါကျရင်ခုနက9ဘက်နဲ့သွားတဲ့ခါကျရင်ခုနကဆောင်း9နဲ့နော်10နဲ့သွားတဲ့ခိတ်ကိုကြော်မထိုးနဲ့နော်သူ့ရဲ့ဒီအောက်ဆောင်လေးရောက်ပြီဆိုတော့လည်းလက် position ကအဖွင့်ပုံစံလေးနဲ့ဖြူသွားမယ်နော်ရမလားဒီလိုဆိုလို့ရှိရင်ခုနကထိုးလာပြီးဆိုတော့မှဆိုလို့ရှိရင်ခုနကကျွန်တော်ထိုးရတဲ့ guideline ပေါ့နော်အဖွင့်နဲ့တော့တဲ့ guideline ကိုကြော်လို့မရဖွင့်နဲ့တော့တဲ့ guideline ဒီနားတိရောက်နေတယ်နော်အဲ့ကောင်ကြော်လို့မရအောင်နော်ကောင်အောက်ကရေကုန်လေးတွေကြော့နေရတွန့်နေဆိုအောက်ပိုင်းရောက်လာပြီဆိုတော့ ਨੇ ဒီကုန်လေးနည်းနည်းဆွဲပြီးတော့ထိုးလို့ရတယ်နော်အသားလေးတင်းတော့ဘာလဲတော့မှလဲ 4.5 ကို open close နဲ့ပြန်ပြီးတော့သွားမှာနော်ဒီလိုတချို့အဲ့တွေကအရင်ကမပါချင်တဲ့အဲ့တွေမျိုးဆိုလို့ရှိရင်ဆိုတော့ 4.5 open close နဲ့ပဲသွားပြီးတော့နားသိမ်းပြီးရပြီဘေးဒီနော်ဒီလိုတချို့အဲ့တွေနည်းနည်းပါချင်တယ်ဆိုလို့ရှိရင်တော့3 mm အဖွင့်ပိတ်နဲ့ပြန်သွားလို့လည်းရတယ်နော်